ဆက်လာပြင်းပြင်းကြပါပါစိတ်တိုင်းအိမ်ပြန်ရပါပဲမင်းတီးတာနည်းနည်းလေးဟိုမှာမင်းနဲ့ကစောင့်နေတာတို့ကြောင့်ငါမလာလို့စိတ်ကောက်သွားရင်ဘယ်လိုလုပ်မလဲချောရတာမလွယ်မင်းလည်းသိနေရကြီးအေးပါကွာအေးပါကဲအားတော့သွားတော့မှာကွာမင်းတယောက်လေးနေခဲ့တော့ရအောင်အေးပါကွာအေးပါဖြည်းဖြည်းလေးပြောင်းအောင်အိမ်ကိုဘာပြန်တော့နောက်ကျလို့များစိတ်ကောင်းနေမှာမသိပါဘူးကွာကဲရအောင်ရသားငါသွားပြီတော့ရအောင်ဝေဒနာမဖြေတာပါလေငယ်စဉ်ကလေးကအတူတူချီးပြီးငယ်ပဲချီးကုန်တဲ့ရွယ်ကလေးရောက်နေကြတော့ဘုံမူခိုင်နေတော့မြေတားများနဲ့ချစ်ခဲ့ပြီသူနဲ့ကျွန်တော်ဘုံမူခိုင်နေတော့တာများနဲ့ချစ်ခဲ့ပြီနေမင်းအောင်စိတ်ဆိုးနေရတာနိုင်你们队长ဆောင်နေရလားမဟုတ်ပါဘူးဟာငါဒီနေ့အလုပ်ထဲမှာချင်ပိုးလေးဆင်းနေလို့ပါနောက်မဖြစ်စရာဘူးနော်你အလုပ်ကိစ္စကြောင့်နောက်ကြရဲဆိုရင်ငါခွင့်လွှတ်လို့ရတယ်တခြားကောင်မလေးတို့လိုက်ကျူလို့နောက်ကြရဆိုငါလုံးဝခွင့်မလုပ်တော့နေရာလေးဟာဘာများလဲတော့ငါဒီလောက်အေးရနေလဲသိနေတာပဲဟာအလုပ်ထဲမှာလဲယောက်ျားလေးတငယ်ချင်းတွေပဲရှိတယ်တငယ်ချင်းတွေအောင်မှအေးလုံးလုံးရေခဲတုံးကြီးဖိတိုင်ထားတာလားတဲ့မားနဲ့တူတာဆိုဟောဒီလက်မနဲ့ချိန်မပဲရှိဟုတ်ပလားဘာမှမဟုတ်လားနေရှောက်ပြီးတဝင်းတိုးနေအေးပါတနေ့ဘူးပေါ်တယ်လို့ပေါ်လာလို့ကတော့ငါနှိမ့်နှိမ့်စားတယ်ပါတယ်ဒီကငါ့ကိုမြုပ်ကြပြောငါ့ကိုအတုံးမြုပ်မနေရလားဘာမှမစပင်ရလဲဖုံးတိုင်းနဲ့ကြည့်လို့မရအေးပါဟာအေးပါတော့မဖြစ်စရာဘူးနော်လာအဲ့မင်းလောက်ရစီရပြီးပါတယ်ကွာအားလေမင်းငိုလို့လားဟုတ်ကွာမင်းအလုပ်ကိစ္စရဲ့စီစဉ်ကမင်းမယူလိုက်တော့မလို့မင်းရလေကွာမင်းအိမ်မှာတင်ထားရဆိုငါ့ကိုမင်းမယူခိုင်းကြလားဟုတ်ကွာမင်းကအိမ်မှာမင်းစိတ်ကြိုက်နေလို့ရတယ်ဟုတ်လေမင်းစိတ်နဲ့မင်းနေတာပဲလေဟောဒါနဲ့မင်းမင်းနေတဲ့အချိန်ဆိုတော့ဘယ်စီရောက်ဘယ်စီရောက်မှာလဲကွာတငယ်ချင်းပဲရှိသေးတာဘောကွာမင်းရတယ်ဟုတ်လားမင်းမင်းနေကစိတ်ဝင်စားနေတယ်မင်းခုကြောင်မှစောက်နေလားငါတို့ကမဖြစ်နိုင်ပါဘူးကွာတကယ်ချင်းတွေပဲရှိကြပါအေးပါကွာမင်းတခြားသူများဥသွားအောင်မယ်နော်ဟေးမင်းပြောမှငါလည်းစဉ်းစားမိတယ်ဒါပေမဲ့လေကွာသူတို့နဲ့ငါတို့နဲ့ကဘယ်လို့မှမဖြစ်နိုင်ဘူးအစင်တန်းနေရမိုးနေမြေပဲသူကဟိုးကောင်းကင်မှာတာနေတဲ့လာမယ်လို့ငါလိုလူကမြေပြင်ကနေငေးကြည့်ရုံရမယ်ချင်းနဲ့တင်နေပါပြီကွာအေးတကယ်ညရီစားရတော့မယ်တဲကိုချန်နေခဲ့မယ်နော်တိုင်းအေးပါကွာအေးပါနေပါဦးမင်းနေရဲ့ဟဲ့မနေနိုင်ဘူးနင်တို့နဲ့ပြောစရာစကားလည်းငါမှမရှိဘူးမင်းနေကပြောဖို့စကားမရှိမယ်ကိုတို့ကတော့ကြုံလုံးစုံလို့ချစ်စကားလေးပြောချင်လို့ပါနင်တို့လိုအလုံးမရှိအကင်မရှိလက်ကြောမတင်းတဲ့ကောင်းနေနဲ့ပြောစရာစကားငါမှဘာမှမရှိဟဲ့ရှင်းနေပါဦးနင်တို့အလုံးတာလေဘာဖြစ်လဲအဲ့
ငါလေငါတင်တန်းသွားမလို့ဟာငါလိုက်ထောက်ရှက်နေရဲ့ကောင်လေး ဖုန်းတိုင်းမင်းတို့ကတရက်ကွက်တဲ့တူတူနေကြတဲ့သူတွေကွာသူ့ဘက်ကမကြည့်ဘူးမင်းတို့မနှောက်ရှက်တော့နဲ့ပေါ့ကွာ လေးစားမအောင်မင်းအားလို့ပြောအောင်မင်းနည်းကမင်းပိုင်မှာ ငါလည်းငါအပိုင်လို့လည်းမင်းတို့မပြောမိပါဘူးကွာဒါပေမဲ့မင်းကလေးတယောက်ကိုလမ်းလေကောင်မှာဆွဲလာရလာလုပ်နေရတော့ကြည့်မကောင်းဘူးလေကွာကြည့်မကောင်းရင်ရှောင်တော့ပေါ့ကွာဟဲ့လူမိုက်စာရန်တွေးတဲ့အမိုက်မွေတော့မွေတွေ့တယ်ငါလူမိုက်လည်းမဟုတ်အေးနောက်ပြီးလူကောင်းလည်းမဟုတ်ဘူးနော်ဒါပေမဲ့မလုပ်သင့်မလုပ်တိုက်တာတော့မလုပ်ဘူးကွာ ဘာလဲရောမင်းငါတို့တရားလာဟောနေတာဒါဖရားကြီးတရားကြီးမဟုတ်ဘူးကွာ တရားတန်စာကြုံမမကင်ရတရားဖတ်တော့အမျက်ပြေးတယ်မင်းတို့လူစိတ်ရှိသမှာကွာ အဲ့လောက်တရားချရင်နေရကောင်တရားရတော့သူတင်ဆုံးမပေးရတယ် ဒါလည်းအနူနည်းနဲ့ဆုံးမလို့မရတော့လေအချမ်းနည်းနဲ့ပေါ့ ဟဲ့ရန်ညို့ဆိုဘယ်တော့မှဆုံးမတတ်ဘူးကွာမင်းမိုးကောင်းလို့ပြောတာဟုတ်ပေါ့ ချိန်မီဝေးပဲရ နိုင်ဘာဖြစ်သွားသေးလဲ ဘာမှမဖြစ်ပါဘူးနင်းလည်းနောက်ဆုံးခုံနေသွားအေးယောက်ျားတချို့ကနှုတ်ချွေမယ်သူတော်ကောင်းနေမဟုတ်ဘူးကွာ အေးပါနောက်ဆုံးငါလည်းဆင်ရင်ပါမယ်ဟာ ဒါဟာလည်းဘုံပါ နိုင်ဒီနေ့အရန်တက်နေပါလားဟဲ့နိုင်မျက်နှာလည်းမကောင်းပါလားဘာလဲမနေ့ကကိစ္စတန်ငါ့ကိုပြန်ပြီးရွေးတိုက်နေရတာ ဘောပါဟာဒီနေ့အလုပ်ထဲမှာအလုပ်သမားတချို့နဲ့ပြဿနာဖြစ်လာတော့ဟာ ဘာဖြစ်လာလဲငါ့ကိုပြောရပြောပြလေနောက်ဆုံးညနေတော့ခွင့်ပြုပေးမှာပေါ့ ရပါတယ်ဟာငါအဆင်မပြေဘူးနေနေတာကြနေပြီဒါတော့ဒါတွေကမပြောပါတော့ပါဘူးရှိုးနေပါပြီဟာ ဟဲ့နေပြောမှလားမပြောဘူးလားပြော အေးပါဟာငါပြောပါလားအလုပ်ထဲမှာအလုပ်သမားတချို့ကြောင့်ပါဟာတချို့လူတွေကလိမ့်မန်းတည်းနဲ့ကိုကအတိခံပြီးတော့နေနေရတယ်တချို့လူတွေကြောင့်လည်းအချင်းရုပ်တယ်အချင်းမကောင်းမှန်းတည်းနဲ့ထပ်ပြီးတော့အတိခံပြီးတော့နေနေရတယ်တချို့လူတွေကြောင့်လည်းဒေးများတယ်ဒေးများမှန်းတည်းနဲ့မကောင်းတယ်လို့မျက်စိတစ်ဖက်မိပြီးရုံပေးလိုက်ရတယ်နောက်ပြီးတချို့လူတွေကြပြန်တော့လေအပြောသေးကောင်းနေတာမုံမန်းတည်းနဲ့ကိုကကြိတ်မိပြီးတော့ရုံပေးလိုက်ရတယ်အလုရှင်ရှင်းပါတယ်မျိုးအလုရှင်ခွင့်ရပါတယ်မျိုးအထက်စီးရတယ်နှိပ်ကိုလို့ရတယ်အမြဲတမ်းနှိပ်ကိုချင်ကြတယ်ငါရဲ့အနေချက်ကလေဟာအာနာတတ်တာကြီးတီးခံတတ်တာကြီးမနာကြီးတတ်တာကြီးနေတာကိုဒီလောက်ကြီးတီးခံပြီးတော့နေတာအောင်မကိုအမြဲတမ်းတုံးချနေစေရငါ့ဘဝပြည့်စည်ပါရဲ့ဟာကိုကမကောင်းမှသိနေတာအောင်မကျွန်းလို့ပြီးတော့ကောင်းတတ်တာမျိုးပါတတိတနေ့အဲ့ဒီလူတွေရှောက်ပဲငါအမြဲစိတ်နဲ့နေရတယ် အေးနောက်တော့ကြီးကအရင်ချုပ်ချိုးရဲဆိုတာလူလည်းသိရငါလည်းသိရသိနေပေမဲ့လည်းမသိကြောင်ဆောင်လိုက်တာကောင်းတယ်မြင်နေပေမဲ့လည်းမင်းကြောင်ဆောင်လိုက်တာကိုပြီးငြိမ်းချမ်းပါရဲ့ဟာအချင်းမတော်တဲ့ပုံစံတစ်ခုကိုတော့ခောက်ပြီးထိုင်ကြနေလို့ဘာမှမထူးတာဘာမှစိတ်ထက်မထားပါနဲ့ဟာကိုကောင်းနေလို့ပဲအဓိကလေဒီဒီလုံးမအဆင်ပြေမလားနောက်လို့ပြောင်းလိုက်တော့ နေပြောရမမရာဒါပေမဲ့ငါဒီလုံးမှာဆင်မပြေတော့နောက်လို့ပြောင်းလို့နောက်လို့ကဆင်မပြေငါဘယ်လိုလုပ်မလဲရာဒီဘက်ခင်မှာလည်းအလုပ်တစ်ခုရဖို့ဆိုတာမလို့ကနင်းနဲ့သိနေတာပဲပတ်စံဆိုတာနင်းတို့တော့အရေးမကြီးနေမယ်ငါတို့တော့ပတ်စံဆိုတာဒုတိယဘုရားသခင်ကိုပဲဟာ ထက်နာပတ်စံနဲ့လုံးယူလို့မရတဲ့အရာတွေအများကြီးဆိုတာနင်သိရမလားငွေကြီးနောက်ကိုလိုက်ပျော်ရွှင်မှုတွေပြောက်အသက်တွေပေးလိုက်ရတာတွေအများကြီးဆိုတာကိုနင်ကြားဘူးလားမလား ဟုတ်ပါတယ်ပတ်စံနဲ့ရုပ်ယူလို့မရတဲ့အများကြီးရှိတယ်ဒီပတ်စံကိုယူသွားလို့မရပဲငွေမရှိရင်သေးတော့မဲ့တိုင်ပဲဟာမြစ်တာစစ်ကိုငွေနဲ့ဝယ်ယူလို့မရပဲငွေမရှိရင်ဘယ်သူမှအနာမကတ်ချင်ကြဘူးနောက်ပြီးကောင်းမှုနဲ့အိတ်ဆက်ချုံမှာဖန်တီးနိုင်တယ်မကျမ်းမာလေးရှိကြငွေကိုအလိုရှိကြပြန်တယ်မဟုတ်လားပတ်စံရှိနေလို့ရှိရင်လူအားတွေကလူတော်ဖြစ်သွားတယ်ပတ်စံမရှိရင်လူတော်တွေကလူအားဖြစ်သွားတယ်မဟုတ်လားအေးလူတကာလို့ကောင်းမို့ရှင်ကောမလုပ်ပေးနိုင်ဘူးလေအဲ့ဒီငွေချင်းကြောင့်ပဲလူတချို့လူတော်အောက်ကျကြတယ်မဟုတ်လားလူတိုင်းရဲ့မျက်ရည်ကိုမတုပ်ပေးနိုင်ဘူးလေအဲ့ဒီငွေချင်းကြောင့်ပဲလူတချို့မျက်ရည်ကျကြတယ်မဟုတ်လားနောက်ပြီးနှွေးထွေးတဲ့မိသားစုကိုမဖန်တီးနိုင်ဘူးလေ
အဲ့ဒီငွေရှိကြောင်မဲ့တာသမီးတွေရေချားမြေချားမှာအလုပ်လုပ်ကိုထောက်ခွာသွားကြတယ်မဟုတ်ဘူးလားဒီတိကျပြန်စဉ်းစားကြည့်ပါပတ်စံဆိုတာအရေးမကြီးဘူးလား ဟုတ်တယ်မှန်တယ်တချို့လူတွေကနေထင်သလိုမဟုတ်ဘူးဒီငွေကြေးကြောင့်ပဲအတ္တသမားလောဘသားတွေဖြစ်လာတယ်နန်းချမ်းသာလာတော့လေညံ့နေနိုင်ကြဘူးလေဒီငွေကြေးကြောင့်ပဲစိတ်အမျိုးမျိုးပြောင်းလဲပြီးမကောင်းတာလုံးမိတာလေဒီငွေကြောင့်ပဲ ကဲထားပါတော့ဟာနင်းနေတူပါကြီးပြောတယ်ဘယ်တော့မှပြီးမှလည်းမဟုတ်နေတဲ့ကုန်မဲ့ပတ်စံအရေးမကြီးဘူးဟုတ်ပြီလား နေအောင်မပြီးသေးဘူး ဘလို့ဖြစ်ရတာလေမင်းနေဟာနေရာပြီးဖို့မပြီးနိုင်တော့ဘူး ပတ်စံအရေးကြီးရဟုတ်တယ်ဒါမဲ့နေတခုတော့တတိထားသူများသွေးတွေမျက်ရည်စားတွေပေကြံနေတဲ့တောင်းတန်ထက်လိုက်တဲ့ကိုခွန်အားနဲ့ရိုးတတဖြူစင်ရှာထားထောင်းတယ်ပုံမဲဟဲ့ မနေကမတ်ဆိုတော့နားလေလို့လားဆရာလေးလှုပ်ချင်နေနေကတီးလည်းမသိဘူးမသိမှတ်တာမတ်ဆိုတာကတက်မှတ်တာဆွဲလန်းတာတွဲကြတာကိုကပတ်စုံမမပတ်စာလေကိုပြန်ပြီးတော့မှတ်မှာပေါ့ဟာနင်းကြဘူးလေမလားလူကငွေကိုခင်မငွေရလူကိုပြန်ခင်မှာပေါ့ဟာပတ်စံရဖို့တက်ဆိုငါကတော့ဘာမဆိုလုံးတင်လောက်ရမှာပဲပတ်စံမရှိတဲ့ဘဝအရာရာမျက်နှာငယ်ရတယ်အထက်တန်းကြမျက်နှာပန်းလာဖို့ဆိုရင်ပတ်စံရှာရမယ်အလုပ်ကြိုးစားရမယ်ဟုတ်တယ်မဟုတ်လား ဂုံတိတ်ခါငွေကြီးနဲ့ပြန်ဝယ်လို့မရအောင်ဆိုတာနင်မမေ့နဲ့သိလား ဘာတောင်းမှမာတွေဟာငါနင့်ကိုစစိတ်မဆိုးနဲ့နော် စိတ်မဆိုးပါဘူးဟာနင်ပြောရလဲမှန်နေရပဲ နေကစိတ်မဆိုးတာပြောနေနှုတ်သီးကစူးထွက်နေတာ နိုင်နင်ကမစနဲ့နော် မစပါဘူးဟာ အတူတူချီးမြှင့်ခဲ့ပြီခင်ခုန်ရရွယ်ကလေးရောက်တော့သူနဲ့ကျွန်တော်ဘုံမူခိုင်နေသောမြေတားများနဲ့ချစ်ခဲ့ပြီ နင်ကတော့စတယ်ဖြစ်မှာ နော် ဟေ့ဒီနေ့အလုပ်တွေပါနေပါလား အလုပ်ပါတော့ကောင်းလာပါကွာမင်း အလုပ်ပါလို့နားရတာကြောင်းမို့ငါးကောင်ကြီးအလုပ်မလုပ်ရင်ငါတို့ပတ်ဆက်မရဘူးကွာအေးဒါနဲ့နေပါဦးမနေ့ကတော့အထားရေးလုံးလုံးရှိရမယ်အဲ့ဒီလုံးပဲငါတို့တူကန်ကြမယ်ကွာဟဲ့ဒါနဲ့နေပါဦးကွာဒီမင်းလေးကိုဖုန်းမပြောသေးဘူး ငါလည်းဖွံ့ဖြိုးဖို့စဉ်းစားနေတာပဲကွာဒါပေမဲ့ချိန်တိုင်းဖြစ်လာမှာမဟုတ်ဘူးလားဒီမဲ့သူစောင့်နေလို့ဟာဒါပေမဲ့တယောက်တော့မင်းသူ့မိဘတို့ကြောင်းရတာလေငါလိုက်တော့